ကျွန်တော်တို့ဗျာအခုဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာဒီမြန်မာတနိုင်ငံလုံးပေါ့ဗျာဒီစစ်ကြုံဘဝကိုရောက်သွားတယ်ပေါ့အာနာသိမ့်မှုလက်အောက်ကိုရောက်သွားတယ်အဲ့တော့ဒီတောင်တန်းဒေသတွေမှာကျွန်တော်တို့တိုင်းရင်းသားတွေတက်ဖွဲ့တက်ရင်းတွေကတက်ပတ်ပြီးသိမ်းလာခဲ့တယ်သိမ်းလာခဲ့ပြီးဒီမြို့သိမ်းတိုက်ပွဲကောင်းများစွာတိုက်ပွဲဝင်လာကြတယ်ပေါ့နော်အဲ့လိုတိုက်ပွဲဝင်လာကြတဲ့အချိန်မှာအခုလက်ရှိအချိန်ကြီးကတော့ကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့အနေနဲ့ပြင်ဆင်ထားတာတော့ဒီရန်ကုန်မြို့သိမ်းတိုက်ပွဲဆိုပြီးကျွန်တော်တို့ပြင်ဆင်နေကြတာ line ပေါ်မှာလည်းပြန့်နှံ့နေတာပဲပေါ့နော်အဲ့ထဲမှာမှကျွန်တော်ဒီရန်ကုန်ကျွန်တော်တို့ရန်ကုန်သားတွေရန်ကုန်မှာနေကြတဲ့မိဘပြည်သူတွေညီကိုမောင်နှမတွေကိုကျွန်တော်အကြံလေးပေးချင်ပါတယ်အဲဥစ္စာကတော့ဗျာရန်ကုန်မြို့မှာရှိတဲ့ညီကိုမောင်နှမအားလုံးဒီကနေ့စစ်အာဏာရှင်ကိုတရားမဲ့အုပ်ချုပ်မှုကနေပြည်သူတွေလွတ်မြောက်စေဖို့အရေးကြီးတဲ့အချိန်ကိုကျွန်တော်တို့ကြားရောက်လာပါပြီတော်လိုင်းတပ်ဖွဲ့တွေကရန်ကုန်မြို့ကိုပြန်လည်သိမ်းဖို့ပြင်ဆင်နေကြပြီဒါဟာတာမန်တိုက်ပွဲမဟုတ်ပါဘူးဒါဟာမြန်မာအနာဂတ်အတွက်ပြန်လည်လမ်းဖွင့်ပေးမဲ့တော်လှန်မှုဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ပေါ့နော်ကျွန်တော်တို့တိုက်ရိုက်ပေါ့နော်လှုပ်ဆောင်ရမယ်ဒီအချိန်မှာစိတ်ကိုကျွန်တော်တို့ခိုင်မာပါစေမြည်တိတည်မဆိုစစ်မှန်ကြောင်းအတီးပြုတ်ပြီးမှကျွန်တော်တို့ယုံစေခြင်းပါတယ်စစ်တပ်ရဲ့ဖိနှိပ်မှုကိုမထောက်ခံပါနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုယုံကြည်မှုနဲ့ကြိုဆိုပါကျွန်တော်တို့တဦးချင်းဆောင်ရွက်ရမယ့်အချက်ကတော့လုံခြုံရေးကိုထိမ့်သိမ်းပါလိုအပ်သည့်များကိုကြိုတင်ပြင်ဆင်ထားပါအရေးပေါ်အချိန်မှာပြန်လဲတုံးပြန်နိုင်ဖို့စိတ်ဓာတ်ကိုတက်ကြွစွာထားပါကျွန်တော်တို့နောက်ဆုံးဆိုတဲ့အချိန်မှာတရက်ထဲမှာမြန်မာပြည်လုံးကျွတ်လူထုအတွက်တော်လှန်ရေးအောင်မြင်ဖို့ပြုလုပ်နိုင်ဖို့ခမညာကျွန်တော်အားလုံးအရေးကြီးပါတယ်ကျွန်တော်တို့တွေ့ချင်းညီကိုအားလုံးအရေးတော်ပုံမဟုတ်ချအောင်ရမယ်